နေကြပါအောင်သာဓုလေးခေါ်ယုံခဏလေးပဲလှုပ်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 နဲ့ကွယ်လန်းတော့ဘယ်မှဟုတ်ဖဲနဲ့ခဏလေးအတ္တခေဟေပြောသမျှဟောသမျှတွေကသဘောမကျပဲအပြစ်တွေ့ကြလျင်ချီရင်နဲ့ဖုံမုံစိတ်တွေပြစ်ပြသီးသီးတော်မိမိတို့အင်္ဂယာဌာနသို့နိဝတ္တတုသီခံရတာပြန်ကြပေတော့နိဝတ္တတုမေတ္တာရေပခါဖြန့်လိုက်မယ်ပြစ်ပရာတွေဝေးရကမြန်စီရောခြေသာဆွေကလျှံပြီးကိုစိတ်နှဖျားချမ်းသာစွာဖြင့်မှန်စွာမနေသာဓုလေးခေါ်ပြီးအောင်တော့မနေနိုင်မဲပြန်ခြင်းလုံးလို့လှုပ်လှုပ်ရွလုံနေတဲ့ဟာတွေပြန်ပါလေတော့ပြန်ရစေကုန်သာရီအနန္တ၅ပါးကိုရှိခိုးပါ၏ဗျာအနန္တ၅ပါးရှိခိုးပြီးတဲ့နောက်နေလညီနောင်ပေပွဲအောင်ဆိုတဲ့ဇတ်လမ်းကိုဒီကနေ့ဘုန်းကြီးပြန်ဟောမှာဖြစ်ပါတိုင်းပြည်တည်ကြစို့တိုင်းပြည်ကကျွတ်တို့နရာယင်တိုင်းပြည်ဘာတိုင်းပြည်တို့မှဟိဓမ္မရာယင်မင်းကြီးတဲ့မင်းကြီးကဘယ်သူတဲ့တို့သူနန္ဒာဒေဝီယရဏမိဖုရားကြီးဘယ်သူတဲ့တို့သူနန္ဒာယရဏဒေဝီမိဖုရားကြီးပြန်ပြောစမ်းပါဒီပြည့်နာမည်တွေမေ့ခြင်းမမေ့မှာမိဖုရားကြီးကမေ့မှာရှည်တယ်နာမည်ကသူနန္ဒာယရဏဒေဝီမိဖုရားကြီးမှတ်မိဗလားဇပ်ပနဲ့ရိုက်နေတာဟဲ့ညီငယ်နှမငယ်တို့ပွဲရဲလို့ပြောရင်တို့ဝန်းရှင်မရင်ထွက်နေတယ်ပေါ့ဝန်းရှင်မရင်ထွက်တဲ့အခန်းကိုဇပ်ပွဲမှာလူတိုင်းကြည့်ချင်တာမဟုတ်ဘူးဝန်းရှင်မရင်ထွက်တော့ပြင်းတယ်ဒါကြီးတွေကဘယ်ချိန်မှဝင်မှမသိဘူးတဲ့ရှည်တယ်တဲ့နှစ်ပါးသွားကြငါနှိုးစမ်းမှသူထိုးအိတ်တို့တိုင်းပြည်ကြီးကိုထီကိုနံကိုကြံကန်းနဲ့ဝန်ရှင်မရင်ပြီဘောရဲ့နောက်ဝေးသွားတာလည်းမပြောပါနဲ့ခမည်းတော်ကိုကဝန်ရှင်မရင်မကြည့်ခြင်းမမြင်ခြင်းကြတော့ဝန်ရှင်မရင်ထွက်တာသူတို့ပြင်းတဲ့ဝန်ရှင်မရင်ကဘာတွေပြောတော့ဘယ်တိုင်းပြေပဲရှင်မရင်ဆိုစံတကူဗျာဘယ်တောင်းတမွားကဘယ်သူမြောင်းတမွားကဘယ်ဝါဆိုတော့သူတို့ကဓာရီပြင်းတယ်တချို့မိန်းကလေးတွေကြတော့မင်းညကတော့ငါတဲ့ငါအိပ်ပျော်နေလို့တဲ့နှစ်ပါးသွားမကြည့်လိုက်ရဘူးတဲ့ဒီနေ့တော့ဖြစ်ဘူးဟဲ့တဲ့ပန်းမကြီးနာကတ်ကြည့်မှပန်းမကြီးကမိတာကိုဗျသူကပန်းမတီနိုးလိုက်မယ်ဗောနိုးပါလေတကယ်အိပ်ပြီဆိုရင်အဲ့လိုရမပြောဆင်းအောင်လို့မနိုးဟိုဆိုတာလို့ဟဲ့မိုးချိုးပြစ်တောင်မသိဘူးပန်းမတီးတာတော့သူကချော့သိတယ်ထင်ရင်ထင်နေဟုတ်တယ်ဒီပန်းမကြီးကလည်းအချောင်ခံရပါတယ်ကွယ်နေရတကဘုန်းကြီးပြောဘူးပါတယ်ဟိုပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရဟေးမပြောပါဘူးဒီနေ့တရုတ်စကားလည်းအတော်စီးဘူးသင်ကြားရအဲ့ဒီပေါက်ဖော်ကြီးနဲ့ဗမာမမတ်ကြီးနဲ့ရတော့ဇက်ပွဲကြီးရှိတော့မတ်ကြီးကပွဲကြည့်ခြင်းကိုတရုတ်ကြီးတဲ့ပွဲကြည့်သွားရအောင်တဲ့ငါမလိုက်ချင်ဘူးတဲ့ဟုတ်ပါဘူးတော့လိုက်ခဲ့မလိုက်ချင်ဘူးလို့ပြောနေဟုတ်ပါဘူးတော့လိုက်ခဲ့ပါယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲဟေးညီလေးတို့ယောက်ျားဆိုတာဘလောက်ညင်ညင်မိန်းမဆွဲခေါ်တော့လေပါသွားတာပဲမိန်းမတိုင်းမဟုတ်ဘူးကွာအမေခေါ်ရင်မပါဘူးသားလို့တဲ့လူဖဲဝိုင်းတနေကုန်ထိုင်းနေတော့ကောင်းလေးတဲ့ဒီလောက်တည်းမထိုင်နဲ့တဲ့ဒူလာကင်လိမ့်မယ်လာအမေခေါ်တော့ပါပြောတော့ကင်များတယ်ကျုပ်ကင်တာခမရကင်တာလားမိမဆိုပေသည်အမေခေါ်လို့မရဘူးဟာဟိုမိမခေါ်မှရဟိုမိမဆိုတာသူ့အဟွာပေါ့ကွာဒါလောက်ပြောသိပါဘူး
ဘာပြောတော့အဲ့ဒီမိမကသေချင်းဆိုစားချိန်မှမသိတောက်ချိန်မှမသိဒါတော့ထိုင်ရလာခဲ့ဘိုးကေဆွဲခေါ်တော့ဘာပြောတော့ငါလာမလို့စိတ်ကူးနေတာကွာဒါတော့အဲ့ဒီမိမခေါ်မှပါတယ်ကဲထားပါတော့မတ်ကြီးဆွဲခေါ်တော့တရုတ်ကြီးပါသွားတော့ပွဲကင်းနဲ့ရောက်တော့လေဗမာမတ်ကြီးကအပြင်းပြေစားရအောင်ပဲကြီးလှော်ထုတ်ကြီးဝယ်ပြီးတစိမ့်စိမ့်စားပေးသားကြီးမေးရအောင်မဲ့ပဲစားတော့ဗာများလေနော်ဟိုဟာထွက်မှစိုးလို့ကိုဗာများတော့မေးတာကြွားတရားသွားမေးတယ်ပဲစားတော့ဗာများတော့ဆိုကလေးတယောက်ကဤပေါက်အဲ့ဒါထွက်မှစိုးလို့ကိုဗာများတော့မေးတာကိုပေါက်မိအောင်ပေါက်လေများသဟိမတ်ကြီးပဲကြီးလော်တွေစားပြီးလေလဲခြင်းပြီးပွဲကင်းတယ်အိန္ဒိယရှင်မိမသားဆိုတော့လေသူ့ရှိကအတန်ထွက်မှသူရှက်တော့ဖင်ဖဏောင်လေးနဲ့ပိတ်ပြီးအောင့်ဟာထွက်ချင်တာမထွက်ရတော့မတ်ကြီးခါလေးလိမ့်ပြီးတော့မျက်နှာလေးကိုရှုပ်ဝဲနောက်မတ်ကြီးကဘာဆောင်လို့ဆိုတော့တို့ပန်းမကြီးအတီးဆောင်ပန်းမကြီးကမြည်တာကိုကသူကပန်းမကြီးနဲ့ရောလှောင်းဒါပေမဲ့ပန်းမတီးတဲ့လူရဲ့လက်ကိုကြည့်ရသေးတယ်ချက်ချင်းလွဲနေမှာစိုးလို့နောက်ပန်းမတီးတဲ့လူကလက်ကလေးအမြောက်လိုက်မကြီးကဖဏောင်လေးပြင်ထားတဲ့ဖွင့်မှုပန်းမတီးတဲ့လူရဲ့လက်ကပြန်အချလိုက်ပန်းမကြီးကဘွေထီးဆိုမကြီးကဘီးဆိုချလိုက်ဒါကြောင့်ပန်းမကြီးကဘွေထီးဆိုမကြီးကဘုဆိုလွတ်လိုက်နောက်ဟေမတ်ကြီးလွတ်ပါများတဲ့လေတွေကတရုတ်ကြီးနှာခေါင်းသွားနှုတ်ဆက်တရုတ်ကြီးနှာခေါင်းပွားစီဖြစ်လာဟေမတ်ကြီးဘာတော့ကိုတရုတ်ကြီးရဲ့ပြန်ကြစို့ဘာပြုလို့တော့ဘာပြုလို့တော့လုံးမနေနဲ့ဟိုဆိုင်းထဲကအလုံးကြီးကဘာခေါ်လဲအဲပန်းမကြီးကအချောင်ခံရတော့ပန်းမကြီးခေါ်တယ်တော့အဲ့ဒါကြီးကနောက်ထူအောင်ပါလားမတ်ကြီးကြောင့်ပန်းမကြီးခံရပုံပြောပါတယ်ဘာပြုလို့တော့ဘာပြုလို့တော့မမေးနဲ့အဲ့ဒါကြီးကနောက်ထူအောင်ပါဟောတော့ဆိုင်နဲ့အရေးအကြီးဆုံးပေါ်တော့မိုးလင်းကန်ကြီးလေးထုလေသူကထုံးမှတညလုံးတညတော့ဘာပြုလို့တော့ဘာပြုရမလဲကွာတဲ့အဲ့ဒါကြီးထူတာအီရှော်နာလဲကွာနဲ့သွားကြလို့ပေးသားကြီးမေးအောင်မယ်ဟိုပန်းမကြီးကနန္နာလားမတ်ကြီးကနန္အေးကွာပန်းမကြီးကအချောင်ခံရဒါကြောင့်ပန်းမကြီးနဲ့ပတ်သက်လို့ထွက်သွားတာပါတချို့ကလေးမလေးတွေကပန်းမကြီးနာကအိတ်မယ်တဲ့ပန်းမကြီးထုရင်နိုးအောင်ဝန်ရှင်မရင်ထွက်တာပြင်းလို့ဝန်ရှင်မရင်ထွက်တာပြင်းလို့အိတ်နေပေမဲ့လို့ပန်းမကြီးတီးရင်နိုးပြီးတော့နှစ်ပါးသွားသူကြည့်နိုင်အောင်ပေါ့ဒါကြောင့်ဟဲ့ညီငယ်နှမငယ်တို့ကခုနှစ်ပါးသွားမထွက်ခင်တို့ဝန်ရှင်မရင်ထွက်တဲ့အခန်းကွယ်ဇပ်ပနဲ့ချနားထောင်ဟဲ့နရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားသုံးခုတည်းမှာဒါလေးတော့မှတ်သင့်ပါတယ်နရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားပြောစမ်းမနရာယင်တိုင်းပြည်ဓမ္မရာယင်မင်းကြီးသူနန္ဒာယရဏဒေဝီမိဖုရားမှတ်မိဗလားပြောစမ်းမပန်းမကြီးနာပို့မှထင်ခိုက်ထားပါတော့မှတ်မိပါပြီနောက်ပြောရင်မှတ်မိသွားမှာအဲ့ဒီနရာယင်ခေါ်တဲ့တိုင်းပြည်ကြီးမှာဓမ္မရာယင်မင်းကြီးနဲ့သူ့နန္ဒာယရဏဒေဝီမိဖုရားတို့ဌိနအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့ဒီလိုဌိနအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့တဲ့အချိန်ခါမှာ
တရားနာပရိသတ်ရေသူတို့ရဲ့တိုင်းပြည်ကြီးမှာထူးခြားချက်တစ်ခုကစီကြီးတစ်ခုထားတရားစီကြီးပေါ့အမှန်တော့ခေါင်းလောင်းကြီးတရားနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုချရအောင်လို့တရားစီခေါင်းလောင်းကြီးထားပြီအဲ့ဒီခေါင်းလောင်းကြီးကိုဘယ်သူတွေတီးနိုင်တယ်လဲလို့ဆိုတော့တိုင်းပြည်မှာတဦးနဲ့တဦးတယောက်နဲ့တယောက်တစ်သင်းနဲ့တစ်သင်းတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြီးနိုင်ငယ်ညှင်းလုပ်လို့မရဘူးအင်အားများတဲ့အဖွဲကအင်အားနည်းတဲ့အဖွဲကိုသွားပြီးကြီးနိုင်ငယ်ညှင်းလုပ်ရင်ခံရတဲ့ဘက်ကနေပြီးတော့ခေါင်းလောင်းကြီးသွားထိုးခွန်အားဗလာကြီးမားတဲ့ပုဂ္ဂိုလ်ကအင်မတန်ပိန်းနေတဲ့လူပိန်လူညော်ကိုလည်းနှိပ်စက်လို့မရနှိပ်စက်ရင်ပိန်တဲ့လူကခေါင်းလောင်းသွားထိုးသူဝတာနဲ့ခွန်အားကောင်းတာနဲ့ကျုပ်ကိုနှိပ်စက်ပါတယ်ဘုရားကျွန်တော်မျိုးကြီးနှိပ်စက်ပါတယ်ရှင်မရင်ကိုသွားပြီးတော့ခေါင်းလောင်းထိုးပြီးတော့ခေါင်းလောင်းထိုးတဲ့လူခေါ်ခဲ့ဆိုရင်သူတို့ရဲ့အဖြစ်အပျက်ကိုတင်ပြရဒါကြောင့်ဒီတရားစီခေါင်းလောင်းကြီးသည်ဘယ်အချိန်ခါမှထိုးရသလဲလို့ဆိုတော့တရားလိုတရားခံနှစ်တန်ပေါ်ခဲ့တော့ခံစားရတဲ့ဘက်ကအနှိမ့်ဆက်ခံရတဲ့ဘက်ကနေပြီးတော့အဲ့ဒီခေါင်းလောင်းကြီးကိုထိုးဘယင်ကခေါ်ပြီးတော့ဟဲ့ခေါင်းလောင်းထိုးတဲ့လူခေါ်ခဲ့ဘာဖြစ်တာလဲအကျိုးအကြောင်းမေးပြီးတော့ကြီးနိုင်ငံညနှိမ့်ဆက်ကလူပြုတ်တဲ့တရားခံကိုခေါ်၍တရားနဲ့ဆုံးဖြတ်ချက်ချခဲ့တယ်နားထောင်တော့ခေါင်းလောင်းကအကြောင်းမဲ့ထိုးရတဲ့ခေါင်းလောင်းမဟုတ်ဘူးအခုလည်းကျွတ်တို့ခေါင်းလောင်းတွေရှိပါတယ်ဘယ်ထားတော့ဆိုတော့ဇေဒီပထိုးဖျားများအနာမှာခေါင်းလောင်းတွေထားအဲ့ဒီခေါင်းလောင်းကလည်းဘယ်အချိန်ထိုးရတော့ဆိုတော့ကုသိုလ်ကောင်းမှုလေးပြုဆွမ်းတင်ပန်းတင်မိခွန်ထွန်းမိမိပြုတဲ့ကုသိုလ်လေးအမျှဝေနိုင်အောင်ဆိုပြီးတော့ခေါင်းလောင်းထိုးဖို့ဇေဒီပထိုးဖျားများအနာမှာခေါင်းလောင်းတွေရှိပါခုတော့အဲ့လိုမဟုတ်ပါဘူးထိုးကျင်တိုင်းတွန်းထိုးနေကြတော့နှခမ်းလေးပါလေပဲ့ကုန်ပါဘူးအချို့ကလည်းတစ်ချက်မဟုတ်တောင်းတွန်းထိုးတာတခါတည်းကြည့်အခုတရားစီခေါင်းလောင်းကြီးကအရန်ထိုးလို့မရဘူးတဲ့အဲ့ဒီတရားစီခေါင်းလောင်းကြီးထားပြီးတော့လာခဲ့တရားဥပဒေဆုံးဖြတ်ချက်ကခေါင်းလောင်းပြီးတဲ့အချိန်ခါမှာပေါ်ထွက်လာသည်အဲ့ဒါလို့ထီနန်းအုပ်ချုပ်မင်းလုပ်ပြီးတော့လာခဲ့ရဒီကနေ့တော့သူနန္ဒယရဏဒေဝီမိဖုရားကြီးမှာထူးခြားချက်တစ်ခုရှိဘုရင်ကြီးအပါကန့်လို့မောင်ဖျားဘာတော့မြမိဖုရားခေါင်ကြီးနှမတော့မှလေးနဲ့နာနာကပ်ပြီးတိုးလေးပြောလိုက်တော့ဘုရင်ကြီးပြုံးဒီတော့ဘယ်လိုလေးပြောလိုက်တာတိုးလေးဘာတွေပြောတော့ဘယ်သိမတော့ပါသူတို့ဘာလာလို့တိုးလေးပြောတာသူတို့ချင်းတော့သိတာပေါ့နှစ်ကူချာနှစ်နာဘုရင်ကြီးပြုံးလာဟန်ကြမိမရခေါင်ကြီးဟန်ကြပြီစောင့်ရှောက်ပါတော့ဗျာဆိုကြတဲ့ကဟိုကိစ္စပေါ့ဒီလိုနဲ့တန်နေခတ်ပြီးတော့လာခဲ့တဲ့ကိစ္စတန်တွေကိုစောင့်ရှောက်ပြီးတော့လာခဲ့တိုးပေါ့ပြိဿ6လလွယ်ကျွတ်တူ10လဖွာလိုက်ကြပါစို့တရားရဲပဲခတ်တုတ်ပေါ့6လ10လအဟုတ်ဆောင်နေကျုပ်တရားနောက်နှစ်တောင်ပြီးကြမှာပြီးကိုင်းဖွာရောသားယောက်ျားလေးထီးပြူကနဲ့အောင်မှာရွှေရိုးလှုပ်၍သားယောက်ျားလေးဖွားမြောက်လာတဲ့အချိန်ခါမှာဘုရင်ကြီးတော်ဥတင်ညမှန်လားပါဗျာဓမ္မရာယင်ကိုတော်ကြီးမင်းကြီးများထူးခြားသောအကြောင်းရှိတယ်ထင်တယ်မှန်လားပါဗျာသူနန္ဒယရဏဒေဝီမိဖုရားခေါင်ကြီးမှာထီးပြူကနဲ့အောင်ရွှေရိုးလှုပ်၍အခုတော့သားယောက်ျားလေးဖွားမြောက်တာဝမ်းမြောက်ဝမ်းသာရှိအောင်တော်ဥလာတင်ရကြောင်းပါဗျာသားယောက်ျားလေးဆိုတော့မင်းကြီးများဝမ်းလက်သာရဲ့စိတ်လည်းမကောင်းဘူးမင်းကြီးများ
မင်းကြီးတွေမျက်စိလဲတယ်သူစကားကသားယောက်ျားလေးမွေးဖွားတယ်ဆိုတော့ဝမ်းလဲသားတယ်စိတ်လည်းမကောင်းဘူးမင်းကြီးများမှန်လားပါဗျာဘုရင်ကိုတော်ကြီးမိန့်တော်မူတဲ့စကားနှစ်ခွဖြစ်နေလို့ဘုရားကျွန်တော်မျိုးကြီးများဘယ်လုံးမှဆုံးပြတ်လို့မရပါဗျာဝမ်းသားတဲ့စိတ်မကောင်းမှုဆိုတဲ့စကားနှလုံးရဲ့အကြောင်းကိုကောင်းကောင်းကြီးသိအောင်ရှင်းလင်းမိတ်ဆိုတော်မူပါဗျာဒီလိုလေမင်းကြီးများရဲ့သားယောက်ျားလေးဆိုတာတိုင်းပြည်ဤလက်ယုံဘုံသဘာနဲ့ပြည့်စုံတဲ့ဘုရင်သားတစ်ယောက်ဖွမ်းမြောက်တယ်ဆိုတာကျုပ်ဝမ်းမသာပဲနေနိုင်မှာမလားဒါကြောင့်သားယောက်ျားလေးဖွမ်းမြောက်လို့ဝမ်းသာတယ်မှန်လားပါဗျာစိတ်မကောင်းဘူးဆိုတာကဒီလိုလေမင်းကြီးများစိတ်မကောင်းဘူးဆိုတာတခြားအကြောင်းမှမဟုတ်ပဲဘယင်ကမွေးတဲ့မင်းသားဆိုတာနှထင်သွေးရောက်ခြေပြားလေးထောက်ပြီးမြောင်းနဲ့မင်းကြီးတကယ်တမ်းပြောရမယ်ဆိုရင်ဘယင်သားဆိုတာဖခင်အားကိုးနဲ့တိုင်းလူပြည်သားရဲ့အပေါ်မှာငါရှင်ဘယင်သားဆိုပြီးတော့နှိစ္စကလူပြုမဲ့ကိစ္စတွေတိုင်းလူပြည်သားတွေဝိုင်းပြီးတော့မျက်စောင်းထုံးမဲ့အလုပ်တွေဓာတ်တွေကိုလုံလာရင်ဖြင့်တိုင်းပြည်နဲ့ကျုပ်နဲ့ခက်ပြီဘူးလားလို့တိုင်းပြည်မှာတရားသဖြင့်အုပ်ချုပ်နေတဲ့ဓမ္မရာယမင်းကြီးရဲ့သားတော်ဖြစ်တဲ့ဘယင်သားလေးကဘယ်လိုပဲခဲ့သို့ဓာတ်တွေကျုပ်နာမကြနိုင်ဘူးမင်းကြီးတရားသဖြင့်အုပ်ချုပ်တဲ့မင်းမို့လဲဓမ္မရာယမင်းလို့ကျုပ်တိုင်းပြည်ကသမုတ်ခဲ့ကြတယ်ကိုမှန်လားပါဗျာသို့ပါတော့လေဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းမရှိပါနဲ့သားယောက်ျားလေးဖြစ်ပြီးအားလျော်စွာယောက်ျားတို့တတ်အပ်တဲ့အထာရတပညာများကိုသင်ကြား၍ကိုတော်ကြီးကမွေးတဲ့ကိုတော်ကြီးရဲ့သားကိုတော်ကြီးခြေရာနင်းအောင်ပညာများသင်ပေးခြင်းဖြင့်ပြုပြင်ရမှာပါဗျာကောင်းပြီတဖြင့်မင်းကြီးများသားတော်လေးကိုနေရီလတွေမမြင်စေပဲနဲ့မြေတိုက်အတွင်းမှာသွင်းပြီးတော့အထိန်တော်များနဲ့တကွစားရည်တောက်ရည်နေရည်ထိုင်ရည်ပျော်ရည်ပါရည်ဘာမှလိုလေသေးမရှိဒီကိစ္စတွေပြုစုယူရ၍သူ့အားအရွယ်ရောက်လာသောအခါမြေတိုက်အတွင်းမှာပင်လျင်အထာရတပညာများသင်ကြားပေးလိုက်ကြပါမင်းကြီးများတိုင်းပြည်ချစ်တဲ့ဘယင်သားလေးမြေတိုက်ထဲသွင်းအထာရတပညာများသင်စေတဲ့အမိန့်တော်မှမိဘရခေါင်းကြီးမူတယ်ပေါ့ဖွားကစားဖြစ်တဲ့သားကလေးနုနုနဲနဲမရင်ဝင်မှာထားပြီးတော့ပြုစုလိုက်ခင်ပါပြီခုတော့လေမောင်ဖရာရဲ့အမိန့်တော်အရမြေတိုက်ထဲသွင်းမတဲ့အလေးသို့ပါတော့လေတိုင်းပြည်ချစ်တဲ့မောင်ဖရာကသားများဘရင်သားဆိုပြီးတော့တိုင်းသူပြည်သားမစော်ကားရအောင်ပြုတဲ့ကိစ္စကြီးပြင်းလာမှပဲငါသားလေးအားရအောင်ကြည့်တော့မယ်နေတိုက်ခဲသွင်းထားလိုက်ဒီလိုနဲ့နေထိုင်လာလိုက်တာများမကြခင်မှာပဲနောက်ထပ်သားတစ်ယောက်ဖွားမြောက်ပါမယ်ဗျာများမကြခင်ဆိုပြီးထုံးစံအတိုင်းပေါ့တစ်နှစ်ကြော်လောက်တော့ကြာမယ်ပေါ့နောက်လျှောက်ကြီးထင်းနေမှာစိုးလို့ထုံးစံအတိုင်းပေါ့ဒီလိုသားတစ်ယောက်ဖွားမြောက်လာပြန်မှာတော့လေမှန်လားပါဗျာထီးပြူကနေအောက်ရွှေချိုးလှုပ်၍သားယောက်ကြားလေးတဖန်ဖွားမြောက်ပြန်ရောက်ပါဗျာတန်ရောစင်တကြိုးပေါ်တကြိုးဆင်းလို့မင်းများကြုတ်ဖြင့်စိတ်ထဲမကြည်ဘူးဗျာမှန်လားပါဗျာသားယောက်ကြားလေးဖွားမြောက်တယ်ဆိုတာဝမ်းမြောက်စရာပါဗျာဝမ်းမြောက်တာဟုတ်တယ်ဒီကိစ္စဘယင်သားဆိုတော့ကျုပ်ထင်တဲ့အတိုင်းပြန်တိုင်းပြည်သားနဲ့အခက်မသိဖြစ်လာခဲ့တော့မှန်လားပါဗျာသူ့ကိုလည်းဒီတိုင်းမထားပဲနဲ့သူ့နောင်တော်နဲ့အတူမြေတိုင်းထဲသွင်းပြီးတော့အထာရတပညာများသင်ကြားပေးရင်မကောင်းပါလားဗျာကောင်းတယ်မင်းကြီးများဟုတ်ပြီသားတော်အငယ်ကိုလည်းမြေတိုင်းထဲသွင်းပြီးတော့နေတွေလတွေကိုမမြင်စေပဲနဲ့အထာရတပညာများသင်ကြားပေးလိုက်ကြပါမင်းကြီးများသားတော်နှစ်ပါး
မြေတိုက်ထဲထည့်ထားမဲဖယားဖြစ်တဲ့သူနန္ဒယရဏဒေဝီမိဘခေါင်းကြီးကသားတော်တို့လွန်လိုက်ပါပြီငါသားတော်တို့ကိုလွန်လို့လွန်မြေရေးဆိုပြီးတော့မဲဖယားငိုခဲ့ရတာနေ့စဉ်နဲ့အမြပွဲတော်လည်းမတင်နိုင်ဆက်တော်လည်းမခွန်နိုင်နဲ့တို့ပါတော့လေတိုင်းသူပြည်သားတဏှာချစ်ခင်တဲ့မောင်ဖယားဓမ္မရာရင်မင်းကြီးစိတ်ချမ်းသာအောင်ကလေအဆောင်တော်တွင်တယောက်တည်းစံစားလို့မျက်ရည်များကျနေတော့လေမောင်ဖယားအဆောင်တော်ကြွလာတဲ့ဆိုရင်မျက်ရည်ကလေးကြာကြာတော့မောင်ဖယားရှိမဲဖယားမပြုံးညမနဲ့ပြုံးရမရည်ရင်မနဲ့ရည်ရသားတို့ရဲ့အပေါ်မှာချစ်တဲ့စိတ်တွေတဖွာဖွာပေါ်ထွက်နေတာနဲ့မောင်ဖယားရဲ့အပေါ်မှာတောင်အရင်တုန်းကစိတ်တွေမထားနိုင်မင်းနဲ့အချစ်များတောင်ပေါ့တယ်သားတော်တို့ရဲ့အလေတို့ပါတော့လေသားတော်များအသက်ကြီးပြင်းလို့ပညာစုံနေလာရင်ဖြင့်သားတော်လေးတွေမြင်ရမှာပဲဆိုတဲ့စိတ်နဲ့အမေမျောလင်းပြီးတော့ဖြေးနေရပါတယ်သားတော်တို့ဒီလိုနဲ့မိဘခေါင်ကြီးညီရင်တွားရင်နဲ့ပဲတဖြည်းဖြည်းတစရက်ကိုလာစားလကိုနှစ်ကူးပြီးတော့လကနှစ်ကူးပြီးတော့လာလိုက်တာဟောသားတော်နှစ်ပါးကအထာရတပညာများမြေတိုက်ထဲတွင်သေအထာရတပညာများလည်းတက်မြောက်ပါလေရောဘုရင်ကြီးထံတော်ဥတင်ရမလားပါဗျာတမရာရင်ကိုတော်ကြီးမင်းကြီးများအကြောင်းထူးသလားမလားပါအကြောင်းထူးသူသားတော်နှစ်ဦးအမြေတိုက်ထဲသွန်းပြီးတော့ထားလိုက်တာနှစ်ပြိစီရကြာညောင်းလို့အရွယ်ရောက်ရုံနဲ့မကအထာရတပညာများတက်မြောက်ကြောင်းပါဗျာမြေတိုင်းအတွင်းမှထုတ်ဆောင်တဲ့အချိန်ရောက်ရှိပါပြီဗျာကောင်းပြီမင်းကြီးများသားတော်နှစ်ပါးကိုမြေတိုက်ကယခုချက်ချင်းထုတ်ကြလောသားတော်နှစ်ပါးမြေတိုက်ကထုတ်တဲ့အချိန်ခါမှာသားအကြီးလေးနေ့အခါကိုထုတ်ပါနေ့အခါထုတ်တော့လောကရတစ်ခုလုံးအလင်းရောင်ပေးနေတဲ့သူရိယခေါ်တဲ့နေမင်းကြီးမြင်လိုက်တော့ဟာဘိုးဘိုးတို့ကိုတော်လေးကိုကောင်းငင်ကဝိုင်းဝိုင်းဆက်ဆက်သူ့လည်းကြာကြာကြည့်လို့မရဝင်းထိန်နေတဲ့အရာဝတ္ထုကြီးကဘာလဲအဲ့ဒါနေမင်းလို့ခေါ်ပါလေနေမင်းလို့ခေါ်ပါတယ်အရှင်သားဒါကြောင့်နေ့အခါကိုထုတ်လို့သားတော်အကြီးလေးအားနေကိုစပြီးတော့မြင်ရလို့သူ့နာမည်လေးပေးလိုက်တော့သူရိယကုမာရာမြန်မာလိုပြောတော့နေမင်းသားလေးပေါ့ပေးတာကြီးဗာမင်းသားလေးသားတော်အငယ်လေးကိုညအခါမှာမြေတိုက်အတွင်းကထုတ်လောကရကိုအလင်းရောင်ပေးနေတဲ့လမင်းကိုမြင်တော့သားတော်အငယ်လေးကဘိုးဘိုးတို့ဟိုဝိုင်းဝိုင်းဆက်ဆက်နဲ့အေးမြကြည်လင်းတဲ့အရာဝတ္ထုအလင်းရောင်နေပေးနေတာသူ့ဘသူလို့ခေါ်တယ်လေခင်ဗျအရှင်မင်းသားလမင်းလို့ခေါ်ပါတယ်ညအခါကိုထုတ်လို့လကိုစပြီးတော့မြင်ရလို့သူ့စန္ဒကုမာရာတာအငယ်ကိုမှဲ့လိုက်မြန်မာလိုပြောတော့လမင်းသားလေးပေါ့နေမင်းသားလမင်းသားလေးတွေအမိတွင်လို့အပြင်မဲ့ရောက်လာတော့မူကြီးမရာသေနာပတိဓမ္မရာယမင်းကြီးနာကတ်လို့မှတ်လာပါဗျာကုတော်ကြီးသားတော်နှစ်ပါးသည်အထာရတပညာများတက်မြောက်ပါသဖြင့်ထီးမွေနန်းရာသည်မိဘအရေးအရာအမွေစားအမွေခံအဖြစ်နဲ့မြည်သည့်မင်းမဆိုမိမိဤသားတော်ညီတော်များအားအင်းရှိဥပယဇာအနှင်း၍ထီးနှံစည်းစိမ်ကိုမသေးခင်မှပေးအပ်ကြပါဗျာတို့ပါ၍သားတော်နှစ်ပါးအားအင်းရှိရာရူကြီးမြောက်စားရန်အချိန်အခါသင့်တော်ကြောင်းပါဗျာအေးဟုတ်တယ်မင်းကြီးများဒါဖြင့်ကောင်းပြီဒီကိစ္စသေးသေးကွေးကွေးတော့မဖြစ်စေခြင်းဘူးကျဲကျဲပြန်ပြန်လှဲနေလှဲအောင်မြင်းဆောင်မကြံတိုင်းပြည်တစ်ပြည်လုံး
ကျုပ်ဤသားတော်နှစ်ပါးအားအိမ်ရှိမင်းမြောက်တဲ့အကြောင်းကိုမောင်းကျင်းနှင်ခတ်ပြီးတော့စီလီကြမင်းကြီးများမှန်လားပါဗျာမှန်လားပါဗျာဆိုပြီးအမတ်ကြီးစီစဉ်ကြချိုးအမတ်တွေအမတ်ကြီးတွေတဲ့ဟိုမောင်းကြီးတွေနဲ့ထွက်ပေါ့လေတိုင်းသူပြည်သားလူအများတို့လေထုဟာဟုတ်လားအခုလှဲ့တော့ကိုသိမှာပေါ့မောင်းကြီးနဲ့ဘုန်းကြီးကိုယ်တိုင်ဒူလို့ထုနေလို့ပဲဖြစ်မလို့မောင်းကြီးနဲ့ဆိုမှတော့ကိုလှဲ့ကိုသိထားထူရလိမ့်မယ်နော်ဘုရှာထားကြတိုင်းသူပြည်သားလူအများတို့လေတချို့ကမောင်းကြီးတန်ထွက်တော်ပါသေးရဲ့ကျုပ်ရွာတရွာဟောတယ်မောင်းထုပါဆိုဒကမတယောက်ကတယောက်လှမ်းခေါ်တဲ့အတိုင်းပဲမောင်းကျုပ်ကမောင်းထုတယ်မထင်ဘူးသူ့အဟွာခေါ်နေတယ်ကြီးထင်မောင်းလေးတန်ထွက်မောင်းကြီးပိဋကမောင်းကြီးထုပြီးတော့လှဲနဲ့လှဲအောင်မြင်ဆောင်မကြတိုင်းသူပြည်သားလူအများတို့သည်ဓမ္မရာယင်ကိုရောကြီးနဲ့သူ့နန္ဒယရဏဒေဝီမိပိခေါင်းကြီးမှာပေါက်ဖွားတဲ့သားနှစ်ယောက်အားမွေးဖွားပြီးတဲ့နောက်မြေတိုင်းအတွင်းသွန်းပြီးတော့ထားလိုက်တာတိုင်းသူပြည်သားတွေသားသမီးရှိမှတောင်မသိကြအခုတော့အရွယ်လဲရောက်အထာရတပညာလဲမြေတိုင်းအတွင်းတွင်တက်မြောက်ခဲ့ပြီးသားဖြစ်ပါသောကြောင့်မြေတိုင်းအတွင်းမှထုတ်၍နေမင်းသားလမင်းသားသားတော်နှစ်ပါးအားအိမ်ရှိဥပယဇာအနှင်းမည်ဖြစ်ပါ၍အိမ်ရှိဥပယဇာအနှင်းတဲ့ပွဲသို့ဘယင်သားဖြစ်သောနေမင်းသားလမင်းသားကိုတော်လေးများရဲ့မျက်နှာကိုဖူးမြော်ကြော့ရင်ခင်းကျင်းထားတဲ့ပွဲလန်းသဘင်ကိုမြည်သူမဆိုလာရောက်၍ပျော်ပါနိုင်ကြသည်ဘယင်အမိန်နော်မောင်းကနှင်းကြလို့ပြီးနေမောင်းတာကလည်းပြော့ရတာကွယ်ကဲဒီလိုကြင်ညာလိုက်တော့တရားနာပိဋကကြီးဒီကိစ္စလူသားတွေတင်မကဂျိုးကြလင်မယားကကြားတကူပိဋကဂျိုးကြလင်မယားကကြားတော့အိမ်ရှိဥပယဇာအပ်တဲ့ပွဲကိုဂျိုးကြလင်မယားကလည်းကောင်းငင်ကပြန်သန်းပြီးတော့သူတို့လာကြည့်ကြတကောလာကြည့်တဲ့ချိန်ခါမှာနေမင်းသားနဲ့လမင်းသားလေးနန်းရင်ပြင်မှာရှိနေတဲ့အခိုက်ဂျိုးကြလင်မယားကောင်းငင်ကပြန်သန်းတာကိုမြင်လိုက်ရသဖြင့်လမင်းသားဖြစ်တဲ့သန္နကုမာရလေးကဘိုးဘိုးတို့ရှင်မင်းသားလေးဟိုကောင်းခင်ကပြန်သွားတာဘာကောင်းနေလဲဂျိုးကြလို့ခေါ်ပါလိအရှင်သားဂျိုးကြရှိစီအောင်တော့ဘိုးဘိုးတို့ရှင်သားလေးအကောင်းကင်မှာဝိုင်းဝိုင်းဆက်ဆက်နဲ့အလင်းရောင်ထွက်နေတဲ့အရာဝတ္ထုကြီးကသူ့ဘာခေါ်လဲနေမင်းမှာအရှင်သားအဲ့ဒီနေမင်းနဲ့ကျွတ်တို့ရဲ့ခမဲတော်ဖြစ်တဲ့ဓမ္မရာယမင်းကြီးနဲ့ဘသူကဘုံကြီးတယ်မှန်လားပါကိုကြီးဗျာဓမ္မရာယမင်းကြီးထက်လောကရတ်ကိုအလင်းရောင်ပေးတိုင်သောဟောဒီနေမင်းကြီးကဘုံအာနုကိုအစာပေါင်းများစွာတာပါတယ်ရှိစေဘိုးဘိုးတို့ခမဲတော်ထက်ဘုံအာနုပေါ်ကြီးတဲ့နေမင်းသည်သာလျှင်ခမဲတော်ခေါင်းပေါ်မှာဖြတ်တန်း၍ပြန်တန်းတာကိုကြုတ်ကြည့်ရင်လေခုနကပြန်တန်းတဲ့ဂျိုးကြနှစ်ကောင်နဲ့ခမဲတော်နဲ့ဘယ်သူကမြတ်တယ်လဲကိုတော်လေးဗျာတိုင်းသူပြည်သားလူအများကိုအစိုးရတဲ့ဓမ္မရာယမင်းကြီးနဲ့ကောင်းကင်ပြန်တန်းတဲ့တရိစ္ဆာန်ဖြစ်သောဂျိုးကြများနဲ့မနှိုင်းမာနဲ့ကိုတော်လေးတရိစ္ဆာန်ကြီးဖြစ်ပါအဆပေါင်းများစွာကိုတော်လေးရဲ့ဓမ္မရာယခမဲတော်မင်းတရာကြီးကတာလူမြင့်မြတ်ပါလေကြည်စမ်းပါဗျာခမဲတော်လောက်မ
မြတ်တဲ့ဂျိုးကြာကခမဲတော်ခေါင်းကိုပြန်ရတဲ့လားခမဲတော်ထဲအစာပေါင်းများစွာမြတ်တဲ့နေမင်းပြန်တန်းတာကိုသာကြုတ်ကြည့်ရင်လေခမဲတော်လောက်မမြတ်တဲ့တရိษံဂျိုးကြာအယုတ်ကောင်နှစ်ကောင်ကခမဲတော်ရဲ့ခေါင်းပေါ်ပြန်တန်းတာကြုံမမြင်တော့ဘူးလာခဲ့ဆိုပြီးတော့မြားနဲ့ခွင်းမလို့တရားနာပိဋကစီစဉ်လိုက်တော့နောင်ဖျားဖြစ်သောသူရိယကုမာရမင်းသားကဟဲ့ညီကွာမလုံနဲ့လေမလုံနဲ့လေညီကွာအိုးနောင်ဖျားမတားနဲ့မင်းဒီလိုပဲငွေရွယ်သူဆိုတော့ဇွတ်တရလောက်တာမလုံနဲ့လေအိုးခမဲတော်လုံးမမြတ်တဲ့ဂျိုးကြလင်မယားတရိษံသားကဒီပေါ်မှာပြန်ရသလားဂိုင်းခမဲတော်အတွက်ဒါလောက်ထိအောင်ရက်ဆက်အယုတ်ကောင်တွေကခမဲတော်ရွှေနန်းတော်နဲ့ခမဲတော်ခေါင်းပေါ်ပြန်တန်းကြအောင်မထားဘူးလာလေရောဟာမြားနဲ့ခွင်းလိုက်တာဟောဂျိုးကြဘူးလေပင်ပြတ်ကြလေပင်ပြတ်ကြရင်ဂျိုးကြဘူးလေပင်ပြတ်အကြမှာဂျိုးကြမကမခံရနိုင်လုံးလို့ရက်ဆက်ပါပဲဒီကနေ့ပဲအိရှိဥပယဇာအနှင်းနဲ့ပွဲအိရှိဥပယဇာအနှင်းနဲ့ပွဲဒီမပြီးခင်အိရှိမင်းသားလို့အမည်ခေါ်မခံရခင်ရက်ဆက်ဒေါသနဲ့ငါလင်သားကိုမြားနဲ့ခွင်းနဲ့အသင်မင်းသားတင်းငါဒီတိုင်းမထားဘူးတင်းငါဒီတိုင်းမထားဘူးငါလင်သားသေတယ်လို့သင်သေစေရမယ်မထားဘူးဆိုပြီးတော့ဂျိုးဂျာမကဓမ္မရာယမင်းကြီးထားတဲ့ဟောတရားစီခေါင်းလောင်းကြီးကိုပြန်ပြီးတော့တအားထိုးလိုက်ပါလို့တရားနာပြိတ္တာဟဲ့ဘင်းကြီးများဖေရသားတော်များအိမ်ရှိဥပယဇာအနှင်းမဲ့ပွဲမပြီးစည်းခင်မှာတရားဆုံးဖြတ်ဆက်ရအကြောင်းတစ်ခုကိုပေါ်လာပြန်မှုထင်တဲ့ခေါင်းလောင်းမှကြားတယ်သွားကြည့်သားဆိုတော့ဂျိုးကြမှာတွေ့ဟဲ့ဂျိုးကြမှာဘာလို့တဲမိုက်ရိုင်းဒါကြောင့်သူ့လင်လေပင်ပြတ်သေးငါမိုက်ရိုင်းလည်းမပြောနဲ့ငါရဲ့ရိုင်းနာကတင်တို့ရဲ့အရှင်သားအဲ့လေဂျိုးကြမှာဒိုမင်းနေတာကိုပြောခေါင်းလောင်းထိုးတာဘယ်သူထိုးတာငါထိုးတယ်တင်ဂျိုးကြမှာဘာပြုလို့ထိုးတာထိုးတယ်လို့ထိုးတယ်အကြောင်းမဲ့ဒီခေါင်းလောင်းမထိုးရဘူးအကြောင်းမမဲ့ဘူးအိမ်ရှိဥပယဇာမြောက်မဲ့အိမ်ရှိမင်းသားလောင်းနှစ်ပါးကိုငါတို့ကတော့ဖူးချင်မြင်လို့လာကြည့်ယခုတော့ငါလင်သားရဲ့လေပင်ကိုစန္ဒကုမာရခေါ်တဲ့လာမင်းသားခွင်းလို့လေပင်ပြတ်ပြီးသေးရပြီဒါကြောင့်ဒီကိစ္စငါမခံရနိုင်လို့ဘယ်ရင်ထမငါလင်သားသေးလို့ငါတရားဆွဲမလို့ခေါင်းလောင်းထိုးတယ်ခက်တော့တာပဲမင်းကြီးများကျွန်တော်တို့လည်းဘင်းအပါခါစားလို့ဆုံးပြတ်ခဲ့တဲ့ဒီခေါင်းလောင်းနဲ့ပတ်သက်တဲ့အတန်တွေကိုကြားခဲ့ရတရိษံမပါပါဘူးဗျာဟင်ဒီကနေ့အခုတော့တရိษံကြိုးချာမကသူ့လင်လေပင်ပြတ်သေးလို့ဘရင်သားတရားဆွဲမလဲဗျာအလေဘုရင်ထံကြမှာဒီကိစ္စဘုရင်ကိုတော်မြတ်ကြီးဆုံးပြလိုက်မယ်ခင်ဗျားတို့ကျွတ်တို့ဘေးကနေပြီးစိတ်ညစ်နေစရာမလိုပါဘူးဟဲ့ကြိုးကြမှာလာဘုရင်ရှိတော်လိုက်ခဲ့ကြိုးကြမှာခေါ်သွားဟဲ့ဘင်းကြီးဗျာဖေရခေါင်းလောင်းထိုးတဲ့လူရှာခဲ့ပါသူဘယ်နဲ့တရိษံမငါထံခေါ်လာကြမှန်လားပါဗျာခေါင်းလောင်းထိုးတာဟောဒီကြိုးကြတရိษံမပါဗျာဟဲ့ကြိုးကြမှာဘာတော့ဟဲ့ဘုရင်ရဲ့တဲမိုက်ပါလားဟဲ့ကျမဘာတော့ဖျားဖြင့်ဘာတော့ဖျားလုပ်ပါဘယ်နဲ့ရှင်ဘုရင်ရဲ့တွေပါရင့်ပြီးငါမှမပြောတာဖဲနဲ့မပြောတတ်တာကိုတို့တဲ့ဖျားလို့ထူးလိုက်အဲ့ဒီမှာဂျိုးချံမကဖျားဘယ်နဲ့ကြောင့်သင်ခေါင်းလောင်းထိုးတယ်လဲဟဲ့ငါလင်းရဲ့လေပင်ကိုမြားနဲ့ခွန်းပြီးတော့တတ်တဲ့လူသက်ကောင်ကိုဘရင်ထံတရားစွဲခြင်းလို့ငါထိုးတယ်ဘုန်းကြီးများကြားကြမှန်လားပါဗျာ
嘿，您领也来宾，娘的对俺困难不住嘞。啊，对民间也打铁道，打俺个三大姑妈的，拉门那里个娘的困路，俺的来宾别比对比。这可把啦，这种打那把破个那个，完了打的谁那么高手的，这里边没你们。既然阿苦不愿打，因些哎呀阿他不给啥，地不地嘛没地苗看，因些没了嘛阿靠嘛看下个，都面阿得也是打的嘞。嘿，没你们，哎呀，打着俺个三大姑妈的洗着蹲，完了吧片，打着的片三大姑妈的，看买着这么热，人们几个洗着问看啥子话的片。拉面那里不愿睡觉，看没到片，打着要装毛片。哎，没不也靠你边，帮忙片，我打药了，没喏，帮了帮忙片，没着没帮片。哎，打着来三那姑妈的，哎呀，就家也来问我，面呢困不着，等打的手上忙了啦。马拉巴片，打着当地装毛片，没别靠你，毛片，我打得着屋顶了家业，马拉巴家底下装毛片，我打了满那个我看那边，我这么热人没你的这也是空中差别，没这样路到阿木路那里一段从边前插给到嘞，这人上一段没从边铺路。我不愿阿门西给路，这人三段了，这个你从家下来，马拉巴毛片，这修比了从家找木把片，这人修的苏人给啥个？阿妈我阿妈单几样，阿妈我妈单几笔从家下来，没别抗议，没你们哎呀，打着的都一脸那皮到。就家不来宾我面呢困见鸟，就家嘛阿路家，我这样的片从家于五个里阿没抢嘛没呀，嘛老马片，哎就家嘛，哎呀，本来那面呢困呢三那姑妈的，我一打着人哎啊，别个都三大系列出的都是五点，嘛老马片，嘛老马片阿哭。阿婆来给你把一片，见到牛马去也就家不来宾，面呢困呢，把人们的那去也大爷三那姑妈的啊，也实去看你的，你们家不啊得的昂快些鸟，就家不来宾别比较对的喽，三那姑妈的们的啊，来宾别比较。被啥子嘛？尽量嘛吧呀！啊，进来吧哟呀！没别抗击呀！毛片，家人，家长毛片，那边没报名呀？就，都令我对俺打他的给啥？别看人太忙了，还没你呀？哎呀，我过着不行，啊没弄嘛没弄哪个呀？就家不来宾面呢困到打着人三那姑妈的拉没那安哎啊，就家不对的路对上对嘛，尽量没错路，也苦钱打着哎啊个豆蛋头，来宾打口味对俺打来讲没你呀？好，人话，没你家人人话，没必要靠你家着。阿妹，来当天能来多少？没别靠你来多少？好，嘿，问你们呀，哎呀，没别家去几张，这家上没别家去，没出步，我眼看都没别家去来多少路出步，对，没中路虎不认得，那没别家去多少家？毛片。把肉没别靠你，
သားတော်လေးကိုသေစားသေးစေလို့မှတ်တဲ့အမိန်တော်ကြီးမသိတော့ပါဘူးဗျာမဗျာရှိပါစေတော့သားတော်ကံနဲ့သားတော်ရှိပါစေတော့ဒီလိုမျက်ရည်စုံငိုပြီးတော့နေကြတဲ့အခိုင်အတန့်ဝင်လာပြီသူရိယကုမာရနေမင်းသားလေးဟာဘိုးဘိုးတို့ကိုတော်လေးဘယ်လိုဖြစ်ကြတာလဲအိုးမေဖယားလေးရွှေမျက်ရည်စုံငိုနေတော်မူပါလားဟင်ဒီကွာဆန္ဒကုမာရနောင်ဖယားနဲ့မင်းမျက်ရည်စားနဲ့နောင်ဖယားပြောစားဘယ်ကိစ္စဘယ်အကြောင်းကြောင့်မှန်လားပါနောင်ဖယားခမဲတော်ကောင်းမောကိုပြန်တန်းတာမကျေနပ်လို့လေပင်ပြားနဲ့ခွင်ပြီးကြိုးကြဖို့သေအောင်တတ်မိလို့သေစားသေစီဆိုတဲ့အမိန်တော်ကြီးမှတ်ပြီးပြီဖယားဟမ်အိုးတိုင်းရကြားလို့မှမသိတော့ပါလားခမဲတော်ဖျားဟဲ့ဘာတော့သားတော်ကြီးတရိษံတကောင်ကိုတတ်မိတဲ့သားတော်အငယ်အားကိုရင်သွေးလေးအားသေစားသေစီလို့ဆုံးဖြတ်ချက်ချတာမသိတော့ကြောင်းပါဗျာနေပါအောင်ကွမင်းကအဖေလားငါကအဖေမှန်လားပါဗျာခမဲတော်ကအဖေပါဗျာငါကအဖေငါဆုံးဖြတ်ချက်ကိုမင်းကန့်ကွက်လို့ရမှာတယ်လားကွမှန်လားပါဗျာစဉ်းစားတော်မူပါခမဲတော်ဗျာသားတော်လေးသည်ဒီကြိုးကြဖို့တတ်ချင်လို့တတ်သည်မဟုတ်ခမဲတော်ခေါင်းပေါ်ကိုအယုတ်တမဖြစ်တဲ့တရိษံပြန်တန်းလို့မမြင်လို့ဘူးဆို၍ခမဲတော်အတွက်တတ်ခြင်းပါဗျာခမဲတော်အတွက်တတ်တော့ပါဏာတိပါဒအမှုကခမဲတော်ခံရမလားကွာသူတတ်လို့ခုသူခံရမယ်မှန်လားပါဗျာမသိတော့ကြောင်းပါဗျာသားတော်ငယ်စန္ဒကုမာရကိုသေစားသေစေလို့အမိန်တော်ချမှတ်ရင်ဟောဒီသားတော်ကြီးလည်းနေတဲ့အတွင်းမှာအတူနေခဲ့တဲ့ညီနောင်အရင်မို့သားတော်ကြီးကိုမသိအောင်တတ်တော်မူလိုက်ပါဗျာမင်းကြီးမြတ်ဗျာကိုအသက်တစ်ချောင်းသေးရမှာအလွန်ကြောက်ကိုဥမာဥခင်းကိုတန်ရောစင်မှာကိုကြီးမညီနောင်အရင်မို့ချစ်တနာတာနဲ့သူဟာသေခြင်းတဲ့ဗျာမှန်လားပါဗျာမိဘရခေါင်ကြီးဟောဗျာအပမရှိကြောင်းပါဗျာကိုသားအကြီးကသူ့ဘာသေခြင်းတဲ့မှန်လားပါဗျာမှန်လားပါဘုရားမနေနဲ့သားနှစ်ပါးစီဒီကနေ့ဒီအချိန်မှာငါဤတိုက်ပြီးထားခဲ့တရားစီကြီးနဲ့ဆုံးဖြတ်ချက်ချဓမ္မတဥပရိဒီတတ်မှတ်ပြီးတော့လာခဲ့တာဘယ်တုန်းကမှငါဘယင်ဒီမှားယွင်းသောဆုံးဖြတ်ချက်မရှိယခုအချိန်မှာတရိษံနဲ့ပတ်သက်လို့ဒါအစဒီတစ်ချိန်တစ်ခါမှားလို့ဖြင့်မသိတော့ပါသောကြောင့်ဟဲ့မင်းကြီးပြအမိန်တော်မှတ်မယ်အမိန်တော်နာခံမှန်လားပါဗျာသားတော်နှစ်ပါးအယခုချက်ချင်းကသုတ်တန်ထုတ်ဒါခုံး၍တတ်စေအဲ့ဒါလိုအမိန်တော်ကြီးလည်းမှတ်လိုက်ပါလေရောမိဘရခေါင်ကြီးမောင်ဖျားရစ်စစ်တော်မူလိုက်လေခြင်းမောင်ဖျားသားတော်နှစ်ပါးကိုယခုကဲ့သို့တရိษံတတ်မိတာနဲ့သေစားသေစေလို့ချမှတ်တဲ့အမိန်တော်ကြီးမင်းတရားကြားလို့မှမသိတော့ပါဘူးမောင်ဖျားခက်တကူမိဘရခေါင်ကြီးကိုသားအရင်နှစ်ပါးကိုသေစားသေစေဆိုပြီးအမိန်တော်ချမှတ်တာတော့မင်းတရားကြားလို့မသိတော့ဘူးဒီနိုင်ငယ်ညင်ထင်တယ်လို့ပြုဟိုမှာသူ့လင်နာတတ်လို့ဂျိုးကြံမှဖြတ်ဖြတ်လူမခံမရဖြစ်နေတာကြတော့မင်းမြင်ရဲ့သလားကိုချင်းမစာလိုက်လေမိဘရခေါင်ကြီးတိုင်းတော်ပါကြလို့တင့်တော်သည်ဖြစ်စေမတင့်တော်သည်ဖြစ်စေမှားသောအမှုကိုမှားတယ်လို့ပဲဆုံးဖြတ်ချက်ပြုတာငါဓမ္မရာမင်းကြီးရဲ့အကြောင်းကောင်းကောင်းသိစေရမယ်မှန်လားပါဗျာအသေးဖွားလေးပါဗျာအသေးဖွားလေးပါဗျာသူများအသက်တတ်တာအသေးဖွားလို့ဆုံးဖြတ်ချက်ချလို့ရမလားမိဘခေါင်ကြီးရဲ့မှန်လားပါဗျာ
သားတော်နှစ်ပါးကိုယခုကဲ့သို့ဆုံးဖြတ်ချက်ချပြီးတော့သေစားသေစေလို့အမိန်တော်အတ္တမတော်ပါဘူးဖေဟာသားနှစ်ပါးကိုသေစားသေစေဆိုတဲ့အမိန်တော်ကြီးမှတ်တာမသိလျောပါဘူးဖေဟာရဲ့လို့ကစားသနာပလင်မနရတဖဘယလက်တင်ထားကပါငိုဟဲ့မိဖုရားကြီးငိုနေတယ်နော်ကစားသနာပလင်မနရတဖဘယလက်တင်ထားကပါတချက်ပင်မတနာအောင်ရဝေဝါတွေကိုဖြင့်သေစားသေးစေလောသေစားသေးစေလောငိုးနေတာမိဖုရားဆိုတော့မိန်းမကြီးကျုပ်ကယောက်ျားဆံဖြစ်နေဗျာရှားချီတယ်လည်းမအောင်ဘူးနဲ့နည်းနည်းတော့ရှည်ပြလိုက်ဦးမယ်ရလားနရသဖဘယလက်တင်ထားကပါမိမတန်ပြောနေတချက်ပင်မတနာပေါင်းရဝေဝါတွေကိုဖြင့်သေစားသေးသေးလောဒီလိုလာရမှာကိုဗျသေစားသေးသေးလောမွေဒီလိုလာမှာကိုအပြောတာနေရတာဟေးဘုန်းကြီးနဲ့မိမတန်နဲ့တခြားစီတခြားစီမိမဆိုရင်အဲ့ဒီလိုမှာပါလို့ကျုပ်ဒီတိုင်းပြောပြအပြစ်ကတော့အသိမှာပါမောင်ဖယားဟာရဲ့ရှင်းလာတဲ့သွေးသားနှစ်ဖြာရတနာနှစ်ပါးကိုလားအသိမောပါဗျာဟိုခက်ပါပြီမိဘခေါင်းကြီးသူများအသက်တတ်တာအသေးအမွှားလို့မှတ်လို့ရမလားကဲမိဘကြီးကိုသားနှစ်ပါးအတွက်ဒီလောက်ရတဲ့ဘွားကျုပ်တရားပြပြီးတော့ဆုံးပါမယ်ဗျာမင်းကြီးများဗျာတန်ရောစဉ်သမှုတွေကတဲကြီးကြကိုဗျကိုဥမဥထင်းကိုသားသမီးကသားသမီးထင်းကိုလင်မလင်ထင်ကြတဲ့လောကဒီတိုင်းကကိုအတွက်တစ်ဖက်ထဲတဖို့တဲ့ကြည်ပါကတိုင်းပြည်ကြီးပဲကောင်းစားနိုင်မှာမလဲဒီတိုင်းဆိုရင်မဖြစ်ဘူးတမဲဟေးမင်းကြီးများဖေဟာဒါပါလေမှန်လားတန်လျက်ပါဗျာဒါပါလေမှန်လားတန်လျက်ပါဗျာယောဒီတန်လျက်ကိုယူတယောက်တော့သူသည်ငါကိုသေအောင်သားဘယင်ကိုတတ်တဲ့အမှုနဲ့ဒင်းတို့ဘယ်လိုအပြစ်မှမခုရရဘူးယောငါသေအောင်သားဆိုတော့မိဖုရားကြီးဟင်မိဖုရားကြီးမတက်ရဟိုင်းမကောင်းနဲ့မကိုင်းတဲ့တတ်တဲ့ငါမောင်ဖုရားကိုဘယ်သူမှမတတ်ကြတိုက်တင်းလို့သိမယ်မင်းကြီးမြဖေရသူ့လင်ထိတော့သူနာတယ်မင်းကြီးတရားပြနေတာနော်ရှင်မင်းကသူ့လင်ထိတော့သူနာတယ်မင်းကြီးမိဖုရားကြီးမောင်ဖုရားတပ်ပါစေလေမတတ်ရဘူးငါမောင်ဖုရားမတတ်ရနားတော်ဟေးနားတယ်နော်မိဖုရားကြီးသတိထားလို့ကိုလင်သားကိုသူများတတ်ဖို့ဆိုတာဝေးစွာလက်ဖြားလေးမှမတို့သေးဘူးယခုချက်ချင်းအထိတ်ပြင်းသောမွေဟောက်ကဲ့သို့ထိုင်ရာကထားငါမောင်ဖယားမတတ်ရဘူးတဲ့ဒါကြောင့်မင်းပြခေါင်းကြီးကိုလင်သားကြတော့အသက်မသိသေးပဲနဲ့ဓာတ်လောက်ထိအောင်ပူပင်တော့ကရောက်နေရင်ဟိုခမညာဂျိုးကြလေပင်ပြတ်လို့သူ့တင်လင်သားသိရတဲ့ကိစ္စမခံမရနိုင်ဘူးဆိုတဲ့ဟာကိုချင်းစာပါမှာပေါ့မိပြခေါင်းကြီးမှန်လားပါဗျာကိုချင်းတော့စာပါရဲ့တရိษံနဲ့လူသားမှုအသေးမွားပါဗျာအသေးမွားပါဗျာမောင်ဖယားရဲ့ဝိသနဖြာယရဏနှစ်ပါးကိုလားသေစားသေစီအမိန်တော်ပဲထမ်းမိတာတော့မောင်ဖယားတာဝရစီလားလာနမတော်ကိုတော့အတနာငိုလိုက်ပုံတော့ကွာကြလားမိဖုရားကြီးဟဲ့ငိုပြီးအဲ့ဒါလို့တော်ဦးတင်လိုက်တာကဲမင်းကြီးမြဖယားငါအိမိဖုရားသည်ကိုချင်းစာတရားမရှိဘူးကိုလင်ထိတော့သူနာတယ်သူ့လင်ထိတော့ဟိုခမရနာပေမဲ့လို့သူတတိမရရှာပဲကိုတလောက်ထိအောင်ကိုဥမာဥထင်တဲ့မိဖုရားဒီလိုလျှောက်ထားပြီးတော့သေစားသေစီဆိုတဲ့အမိန့်တော်ကြီး
ပြန်ရုပ်သိမ်းခိုင်းတော့လဲငါကိုတော့မသိနိုင်ဘူးမိမစကားနားထောင်လို့အာကိုသားနှစ်ပါးမို့ဒီကဲ့သို့တရားစီနဲ့ဆုံးဖြတ်ချက်မမှန်ကန်ရင်တိုင်းပြည်မှာငါရှင်မရင်ကိုကဲ့ရကြလိမ့်မယ်ဟဲ့မင်းကြီးများဖယားအမိန်တော့မှတ်မယ်အမိန်တော့နာကယခုချက်ချင်းသားတော်နှစ်ပါးနားတွေကဆွဲထုတ်တုတ်တန်ရောက်တဲ့အခါမှာလေပင်ကြိုးကြသေးသလိုဓာတ်ခုတ်၍တတ်လိုက်ကြပါမင်းကြီးများမရပါဘူးတတ်မိတ်မထုတ်ပါအာနာဘွယ်သားများဆိုဆွဲခေါ်ပါခဲ့ကိုတော်လေးဆွဲခေါ်နှောင်ထိုးတဲမိဖုရားကြီးပက်လက်လံလဲသွားပက်လက်လံလဲရမှနောက်တရိရလာတော့ဟင်ဟဲ့ငါသားတော်လေးဒီကောငါသားတော်တစ်ပါးကောအော်သူရိယကုမာရစန္ဒကုမာရတို့ခက်ပြီးသေးသေးဆိုတဲ့အမင်းကြီးပဲချမ်းမလိုက်ပြန်ပြီမဖြစ်ဘူးငါသားတော်တစ်ပါးငါလိုက်ပြီးတော့နှုတ်မယ်လိုက်နှုတ်မယ်ဆိုပြီးနောက်ကနေလိုက်သွားဟိုကဒီလိုတို့နဲ့ဆွဲသွားဟဲ့အတာဘကွယ်သားများဟေးအတာဘကွယ်သားများရမိဖုရားကြီးငူသားမကြီးနဲ့ဟောခက်တော့တာပဲဟေးဘယ်နဲ့လုံးမလဲမိဖုရားခေါင်းကြီးလိုက်လာပြီရှင်မင်းကြီးကတတ်စီဆိုတဲ့အမိန်ချမိဖုရားကြီးကမတတ်ပါနဲ့ဆိုရင်ဒါနှစ်စင်ချဒုက္ခတွေညာကုန်တော့မှာပဲဟုတ်ပါဖြစ်အတိတရားညာတခုဘယင်အသက်ခိုင်းတဲ့ကိစ္စမိဖုရားကြီးပြောတာငါတို့ကမှုန့်လို့ဖြစ်မလားကွာမဖြစ်ပေမဲ့လို့ကွာတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကတော့သူ့စကားနားမထောင်လို့ဒုက္ခများမှာပြေးကြတယ်ဟေးရမယ်သေချာမချာဘယင်စကားနားထောင်ရလားကိုတော်လေးတို့ဟဲ့တို့ထွက်ခေါ်နေကြပြန်ပြီငါပြောနေတာမကြဘူးလားရနောက်ဖက်ကြည့်ဟေးဒီမှာမတတ်နဲ့ငါသားနှစ်ယောက်မှန်လားပါဗျာမတတ်လို့မဖြစ်ကြောင်းပါဗျာဘုရင်ကြီးအမိန့်တော်ပါဗျာဘုရင်အမိန့်တော်မှတ်ပြီမယ်လို့ဘုရင်သားခိုင်းတယ်ငါမတတ်နဲ့ဆိုတော့ငါမိဗျာငါစကားနေလို့နားမထောင်ကြဘူးလားတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကတော့ဆိုပြီးတော့ငါ့ကိုနေတော့ဂယုမဆိုင်ကြတော့ဘူးလားမှန်လားပါဗျာမိပရခေါင်းကြီးအတနာလဲတနာလေးစားလဲလေးစားယူသည်လဲယူသည်ကြောက်ရွံလဲကြောက်ရွံ့ကြောင်းပါဗျာတို့ပါတော့လေဘုရင်ကြီးရဲ့အမိန့်မလွန်ဆန်နိုင်တဲ့ဖြင့်တရတော့မှာပါဗျာဟမ်ဟဲ့ရောဓမ္မလက်စုပ်ငါနဝရလက်စုပ်ကိုယူမတတ်နဲ့ထုတ်လိုက်ကြမှန်လားပါဗျာဆိုတော့မျက်လုံးကနည်းနည်းလေးပြူးလာတယ်လက်စုပ်ကိုမှန်လားပါဗျာဆိုသည်မရတတ်တော့တတ်ရမှာပါဗျာဟင်နင်တို့လက်စုပ်မလိုချင်ဘူးလားလိုချင်ရကောင်လိုချင်ဘူးပြောမင်းရလုံးနေတယ်မလိုချင်ဘူးပြောမှန်လားပါဗျာမလိုချင်ဘူးလားနင်တို့လိုချင်ပါတယ်မလိုချင်ဘူးပြောလို့နေမင်းခက်တယ်ဒီကောင်မင်းကွာလက်စုပ်လိုချင်တာပေါ့ကွာဟေးလိုချင်တာသေမင်းကွာလိုချင်လို့မဖြစ်ဘူးဘုရင်ကြီးအမိန့်မင်းသိရသားနဲ့တစ်ချက်လုံးအမိန့်တော်ကြီးမှတ်ထားတာသူ့သားသူကိုယ်တိုင်တတ်တဲ့ကိစ္စတိုင်းသူပြည်သားချစ်လို့ဒါငါတို့ကနေပြီးတော့ဒီလက်စွပ်တခွင်ယူပြီးလွတ်လိုက်မယ်ဆိုရင်ဘယ်တော့မလဲကွာဟဲ့ကျမလွတ်လိုက်ကြတိုင်းသူပြည်သားလူများကလည်းတရားနာပြည်သားအဲ့ဒါလိုဖြစ်နေတဲ့အခိုက်အတန့်ပြေးသွားပြီးတော့လာကြဓမ္မရာယေမင်းကြီးဒီသားတော်နှစ်ပါးအင်မတန်ချစ်သနာစရာကောင်းတဲ့သားတော်နှစ်ပါးမြေတိုက်တွင်းပြီးတော့ထားတော့မြေတိုက်တွင်းကထုတ်လိုက်တဲ့အချိန်ကစပြီးအပအကြီးလေးကြည့်လိုက်ရဝါဝင်းလို့ရွှေဆင်းနေဆိုချစ်စရာကောင်းလိုက်တာတပြေလုံးကချစ်တဲ့သားနှစ်ယောက်အခုတော့ဒီသားနှစ်ယောက်ကိုတရိတ်ဆန်အကြောင်းပြုပြီးသေစားသေတယ်ဆိုတဲ့အမိန့်ကြီးမှတ်တော့တဲ့လာငါတို့ဝိုင်းပြီးတော့တာကြကုန်စို့လို့တိုင်းသူပြည်သားတွေကလည်းဆံမင်းလေးဖားရချတချို့အဝတ်မနိုင်ကြဘူးပုတ်ခေါင်းရှက်တင်းရင်ပတ်စီတီငိုပြီးတော့ပြေးလိုက်လာကြဟဲ့အနာဘကွယ်သားများထိုးလိုက်ကြလာဗျာမိတပြုံကြီးကိုတော်လေးနှစ်ပါးမသိခင်တို့ကုတ်တာဖဲ့တာနဲ့ဝေးကုန်လိမ့်မယ်ထင်တယ်ဟဲ့အနာဘကွယ်သားများဘာတော့တိုင်းသူပြည်သားလို့ယခုမိဘခေါင်းကြီးကလက်စုပ်ပေးနေတင်တို့ယူပြီးလွတ်လိုက်ပါတော့လား
ခက်တဲ့တိုင်းသူပြည်သားတို့ဘယင်အမိန်တော်ကသတ်စေလွတ်လိုက်ပြန်ပါကဒီတစိုးလက်ဆောင်ယူပြီးမစားရခင်ဘယင်မှတ်တဲ့အမိန်နဲ့သေရအောင်ပါပဲ။အိုးတင်းတော့မသေရအောင်ဒီလိုလုပ်ရောငါတို့ကလည်းတိုင်းသူပြည်သားကဟောဒီပစ္စည်းတွေပုံပေးမိဘခေါင်းကြီးပေးတယ်လက်စွပ်နဲ့ဟောဒီတိုင်းသူပြည်သားပေးတဲ့ပစ္စည်းများနဲ့ဓာတွေကိုယူတင်တို့အသက်ချမ်းသာအောင်ဘယင်ကြီးမြင်တဲ့ကိစ္စမှာမဟုတ်ဘဲနဲ့တပါးသောသူရဲ့ခန္ဓာကိုယ်မှာထွက်တဲ့သွေးကိုဓာမှာသုံးခုတ်တပ်ပြီးပါပြီဆိုတာဘယင်တော်ဥတင်းမင်းသားနှစ်ပါးကိုလည်းဘယင်မမြင်အောင်တိုင်းတပါးနှင်းဒီကိစ္စတင်တို့အသက်ရှင်ရမှာပေါ့ဒီကောင်ဖိုးဘူးကမြင်တော့နဲတော့မဟုတ်ဘူးလက်စွပ်ဒီခုံးမဆွဲကြိုးတွေပုံထားတာကွာဟေးဒီလားလက်မနိုင်တွေနဲ့ဘယ်တော့မှရှိလားမရှိလားမသိတုံမှန်းတုတ်တာကြလားအခုကလက်မနာရီတဲပတ်ကိုဗျဟေးမြင်လားဟိုမှာတချို့အဝစားတွေကတထွန်းတက်ထွက်ဖောက်ခရစ်ဖောက်ရှာပလတ်စတစ်အဲ့ဒီအလတ်စတစ်ရောကုန်မှာကွာဘယ်တော့မှဓာရီရှိသလားတော့မသိဘူးပေါ့မျက်လုံးပြူမျက်ဆံပြူနဲ့သဘောကျပြီးတော့ဟေးဟုတ်တယ်တယောက်ယောက်တရဝါတစ်ခုခုရဲ့ထွက်သောသွေးကိုတန်လျက်ဓာတ်မှာတုတ်ပြီးတော့ပြခုတ်တက်ပြီးပါပြီဆိုရင်ဘုရင်ကြီးကြည်နပ်ပါပါလွတ်ကြစို့သားတို့ဟိုလေလွတ်တော့မယ်ထင်တယ်ဟာလာပါဖေဖျားလာစားဟဲ့မင်းတို့မဟုတ်လားဟာလာပါဗျာဂရိပေးပါဗျာဟဲ့ဘယ်လိုဂရိပေးရမှာတော့သားတော်နှစ်ပါးချစ်တနာလို့အသက်သေးဝေးကလွတ်လိုက်တဲ့ချိန်ခါမှာဒီတိုင်းပြည်မှာမနေသေးပဲနဲ့အဝေးသို့နှင်မဲ့ကိစ္စမတားမြစ်ပါဘူးဆိုတဲ့ဂရိပါဗျာကောင်းပါပြီကွယ်တော်သားတော်များအသက်ရှင်လျက်ငါကျင့်တတ်ပါပြီသားတော်များအသက်ရှင်လျက်ငါကျင့်တတ်ပါပြီရော့လက်စို့ကိုပစ္စည်းတွေလည်းမင်းတို့ယူဓာကိုတယောက်သောရဲ့သူ့ရဲ့သွေးတုတ်ပြပြီးတော့ဘရင်ထံခုတ်တပ်ပြီးပါလို့တော်ဥတင်လိုက်ကြစို့သားတို့မဖျားသွားရတော့မယ်သားတို့ရဲ့အမေမနှင်ရပါဘူးမနှင်ရပြီပဲလို့အသက်ရှင်မှုအမေကဲလိုက်ပြီးလူရာကိုပြေးဝေးရတိုင်တော့သွားကြပြီတော့ရဲ့လို့အမေခမညာကမျက်ရည်လေးတွေကြားသားနှစ်ပါးကမေဖျားခြေတော့ဖက်လို့သူတို့မျက်ရည်လေးတွေကမေဖျားရဲ့ခြေပမိုးပေါ်မှာမေဖျားရဲ့မျက်ရည်တွေကသားနှစ်ပါးရဲ့ကြောပြင်မှာကြလို့သွားတော့လူလေးတို့သွားကြပြီတော့လို့သားနှစ်ပါးကိုတရှုပ်ရှုပ်နမ်းပြီးတော့ကပါသားတော်ရွှေသွေးတို့ရေမေမချီပါဘူးကွယ်တို့ဟေ့လေလေးပါတိုက်ပါအောင်ငါအဲ့လောက်ကလေလေးပါလေးတိုက်ဆမ်းပါအောင်ဟာတစ်လုံးတော့ဗါတဲ့သားတော်ရွှေသွေးတို့ရေမေမချီပါဘူးကွယ်လေဖြော်ကြီးပဲမကြည့်ရဲ့လေမမမီပဲဟုတ်တယ်ဟောပန်းမကြီးတောင်အမီလိုက်နားထောင်ဟေ့မင်းတို့ရဲ့ခမည်းတော်ဟာလေတိုင်းသူပြည်သားငါကိုတနာကျင်တာပဲတရားကျင့်ထုံးကိုဆုံးဖြတ်ဖို့နှုတ်သက်ခဲ့တဲ့ရွှေခေါင်းလောင်းဝေသားတို့မင်းတို့ခမဲတော်ကသားတို့ကိုနှင်တာသားတို့ကိုတတ်တာမချစ်လို့မဟုတ်ပါဘူးသားတော်တို့တိုင်းသူပြည်သားကိုတနာလို့တိုင်းသူပြည်သားကိုကျင်တာလို့တရားသဖြင့်ဆုံးဖြတ်တဲ့ရွှေခေါင်းလောင်းကြီးကိုကြိုးကြမှာထိုးလို့တရားနဲ့စီရင်ချက်ချတာပါကွယ်တို့ခမဲတော်ပေါ်လေအပြစ်မထားကြပါနဲ့ဒါကြောင့်မေမျက်ရည်ဆက်လက်နဲ့သားတော်များကိုမခွင့်ရဖဲနဲ့ခွင့်ရမှာပါကွယ်လို့မင်းတို့ရဲ့ခမည်းတော်ဟာလေတိုင်းသူပြည်သားငါကိုတနာကျင်တာပဲတရားကျင့်ထုံးကိုဆုံးဖြတ်ဖို့နှုတ်သက်ခဲ့တဲ့ရွှေခေါင်းလောင်းဝေကြိုးကြသေးတယ်လို့သာပဲအမိတ်သားသေးပါစေအမိတ်တန်ထားတဲ့ဥပါရေမင်းလွတ်အောင်စွန့်ဆောင်ဘာရဲတော့ဟဲ့ကလေးတွေကလေတိုက်လူကြီးတွေကမိုးရွာမယ်နဲ့တူကြည့်ရှုလည်းလုံးချပါဦးကလေးတွေနဲ့ရောနှော်လိုက်ပါဦး
Bare, Juja te the Luda Valley, a mita de Vade, a maiden tare, Ubare, Meme long, Swan Sound Maro Malay, Swan Sound Maro, so Malay walk. Oh, Zagado and Lude, no? Twaro, lady, to Yagu kind. Good to Jadong, Twaro me, lady. Dadong Swan Sound Paro, Malay walk, good I know. But I don't hate Malay. Kai, Edalu me Payaga, me selling it, Taro Napa, beware look out. Swan Sound like Father Pen. Nela, ni now the time got tray, beware on Wava Vijay. Now, Nela, ni now beware on to the Zalangi, Akunai, and the Chetuba of me. Manepinga, Dizalanya, a set, Zalang the book, Kamiaru Tan, Najaya Maga, Moyem Palaji and Ueva, ya. Guy, Diana Vina Soja Alo. Tagavalo, Mamia Dada. Chanago, Saint Yevaze. Alo, Yanina, Joy of Lazare, Diana Vina G, Chanaja Vaze. Alo, Yanina, Joy of Lazare, Diana Vina G, Jamaja Vaze. Abian Puja was Ataki, beyond the Mia Hotamia Rega, or Nida, Darule Coy, Canale, with low, one land of a Mahopen. Canale. Ataki, beyond the Mia Hotamia Rega, the bomb Majave, a bit wigger lay. She ain't from Monte to be a didi on middle in Yatana, though. New done to be carried at Piana Vero. New done to Mita Baka, Pian like me. Yari way, Yagamianzi, Chitara, Squiga, Liam Bico, Saint of Yachanda, Zoafi, Manzoa Mane, Badule, copy on Domane, Nightmare, Pianji Lolo, flow low, you are lonely, Harry, Piamba Ledo, Pianyazi Gonari.